မောင်နှမတွေကိုအမေတွေကိုတော်တွေကိုကျမတွေကိုသားသမီးတို့ခံစားရပါတယ်အခုလိုကြောတွေ့နေရတဲ့ဒုက္ခကြီးကကျမခံစားရတယ်လို့ပဲကျမမိသားစုတွေခံစားရတယ်လို့ကျမခံစားရပါတယ်ကိုချင်းဆောင်မိပါတယ်အခုလိုမျိုးထင်မှာဟုတ်တယ်ရှင်းရိုက်ပါဒီထဲမှာကိုမီထဲမှာအေးရှိရရှိတယ်ကိုမီထဲမှာအခုလိုဒုက္ခရောက်ပြီးတော့ခံစားနေရတာတကယ်ပဲစိတ်မကောင်းဖြစ်မိပါတယ်အားလည်းဖြစ်ဖြစ်ကျမတို့တွေအားလုံးလက်တွဲပြီးတော့ဒီဒုက္ခကြီးကိုအများဆုံးရင်ဆိုင်ဖြေရှင်းပြီးတော့ကောင်းဆုံးကြောက်ဖြတ်ကြမယ်နော်ဖိုက်တယ်ပါဖိုက်တယ်အားလုံးကျေးဇူးပါတယ်နော်ဘာမှအားမရပါနဲ့ကျမချမ်းသာကြပါစေအားမရကြပါနဲ့老年人是老年人，嘛，今年来来来来。